အားလုံးပဲမင်္ဂလာပါခင်ဗျာ Horror Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျကျွန်တော်အခုဖတ်ပြပေးခြင်းတဲ့ဇလန်းလေးကတော့စာရေးသူဇေယနာရမညရေးသားတဲ့အောင်မြတ်တာနဲ့မိုးကျိုးလက်နက်တကြားဆက်ဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်ခင်ဗျဇလန်းလေးမစတင်ခင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe နှိပ်သွားပေးကြဖို့တောင်းဆိုလိုက်ပါရစေခင်ဗျဇလန်းလေးကိုအဆုံးထိခန်းစားနားဆင်ပေးကြပါအောင်ခင်ဗျတာယာညိတ်ညောင်တော်နတ်ဆောင်တန်ချိုးသားတော့တေးသချင်းတန်တွေကြားထဲမှာတောက်ပြောင်တစ်လွင်တဲ့နဝိနစားတွေဝစ်ဆင်ထားတဲ့နတ်တငယ်အချို့ပျော်ရွှင်စွာကားခုံပျော်မြူးနေကြတယ်။အချို့နတ်တငယ်အချို့ကအင်မတန်ချောမောလှပါတဲ့နတ်သမီးပြိုတွေကိုဘဲညာခြံရမ်းပြီးကားခုံပျော်ပါနေကြသလိုအချို့ကြတော့လဲချိုရီပြင်းပြတဲ့အရာသာရှိတဲ့သူရတကောင်းတွေကိုကင်ဆောင်ပြီးစိတ်လို့ကိုလို့ကားခုံနေကြတယ်။မျက်စိတဆုံကားခုံပျော်ပါနေကြတဲ့နတ်တငယ်တွေရဲ့အလဲမှာတော့ညာစိမ်းအောင်တလုံးတစ်ခုရှိနေပြီးတလုံးပေါ်မှာတော့ဥပရိယုတ်ခန့်ညာတဲ့အသက်25နှစ်အရွယ်နတ်တစ်ပါးကညင်သာငိမ့်ညောင်းတဲ့နတ်ဆောင်တန်ကိုနားထောင်ရင်းလောကစည်းစိမ်ကိုခံစားနေရင်ရုတ်တရက်ထထိုင်ကဒီပြက်ဆောင်ကိုအဘဲသူတီးခတ်နေတယ်လေဆိုပြီးမေးလိုက်တဲ့အတွက်တလွန်ဘေးမှာရက်နေတဲ့နတ်တငယ်တစ်ပါးကခန္ဓာကိုယ်ကိုအနားကပ်လိုက်ပြီးအရှင်မင်းကြီးစိတ်ဘဝင်မကြလို့ပါလားဖေ။ဘဲနဲ့ဘဝင်မကြရမှာလဲဒီပြက်ဆောင်တန်ကြောင့်ငါရဲ့စိတ်တွေကြည်လင်လာခဲ့တာကြောင့်စုတော်လက်တော်တွေချီးမြှောက်ဖို့မေးတာကွ။ကျွန်တော်မျိုးတီးတလောက်ကတော့အဆိုပါပြက်ဆောင်ကိုတီးခတ်နေသူကမဟာသမုဒ္ဒရာရေပြင်တက်မှာဗိမာန်ဖွဲ့နေတဲ့နတ်စစ်သူကြီးယုကနာရဲ့သမီးတော်မေရှင်ဝနဖြစ်ပါတယ်ဖေ။မေရှင်ဝနဟုတ်လားကွ။တလွန်ပေါ်မှာထိုင်နေတဲ့နတ်မင်းကဂျိုင်နဲ့နေတဲ့ခန္ဓာကိုယ်ကိုတဲ့မအောင်ထိန်းပြီးထားရက်လိုက်တဲ့အချိန်မလန်းမကန်းမှာပေါက်နေတဲ့အဖြူရောင်ပန်းပွင့်ကိုမြင်တွေ့လိုက်ရတယ်။ဟဲ့အတင်နဲ့သားမလန့်မကန့်မှာပေါက်နေတဲ့ပန်းပွင့်ရဘာပန်းများတော့တခုတ်ပန်းမှာဖေဘလို့ငါဆံမြန်းရဗိမာန်မှာအဘယ်တော့ကတခုတ်ပန်းပွင့်ဘူးတော့ငါမှတ်မိသလောက်အယောင်အသွေးရဲနီနေတဲ့ကတိပန်းတွေပဲပွင့်တာမဟုတ်လားတလွန်ပေါ်ကနေလေတံမာမာနဲ့မီးလိုက်တဲ့အတန်ကြောင့်ဘေးမှာခါစားနေတဲ့နတ်သားရဲ့မျက်နှာပေါ်မှာစိုးရိမ်ထိတ်လန့်တဲ့အရေးအယောင်တွေပေါ်လာပြီးကျွန်တော်မျိုးတို့ယခုဆံမြန်းတဲ့နေရာကိုရောက်ရှိနေခဲ့တာကြာခဲ့ပါပြီဖေ။ရဲနီဖူးပွင့်တဲ့ကတိပန်းရှိတဲ့နေရာကိုအရှင်ရဲ့ခမီးခမတ်ဖြစ်သူတရားရတာကတိမ့်ပိတ်ထားခဲ့တာကိုမီလီယံနေသလားဖေရလို့ရှောက်တင်လိုက်ရာသူရရင်မှုနေတဲ့နတ်သားရဲ့မျက်နှာပေါ်မှာခတ်ထန်မှုဆိုတဲ့ပုံရိပ်တွေအထင်းသားပေါ်လာပြီးလက်ထဲကင်ထားတဲ့သူရတကောင်ကိုပြစ်ထုတ်လိုက်ပါတော့တယ်ဟဲ့ယာဇီနာအခုချက်ချင်းစစ်ကြီးခရမှုတ်ဆန်းငါတို့ရဲ့နေမြေကိုစစ်ထိုးဖို့ချက်ချင်းပြင်စေအမိတ်တော်အတိုင်းပါဖေရဂျာဇီနာဆိုတဲ့နတ်တငယ်ကအမိတ်ရတာနဲ့အားကြမှာထိုးရတဲ့ခရာကိုထုတ်ယူပြီးမှုတ်လိုက်ရာသူရရစ်မှုနေတဲ့နတ်တငယ်တွေအားလုံးဝယုံသုံးကားဖြစ်ကုန်ကြတယ်စစ်ကြီးခရာမှုတ်နေပြီစစ်အင်္ဂါရက်တွေပြင်ကြစမ်းနတ်စစ်သူကြီးတွေရဲ့အထိတ်အလန့်အော်ဟစ်တန်တဲ့အတူမရေမတွက်နိုင်တဲ့နတ်စစ်တီတွေအားလုံးရဲ့ခန္ဓာကိုယ်မှာစစ်ထွက်ချက်ဝစ်တန်စာတွေပေါ်လာပြီးလက်ထဲမှာလည်းမိမိကျွမ်းကျင်ရာလက်နက်တွေအလိုအလျောက်ပေါ်လာခဲ့တယ်အဲ့ဒီအချိန်ခတ်ထန်တဲ့မျက်နှာသားရှိတဲ့နတ်မင်းကြီးကအကျွန်ုပ်ရဲ့နောက်လိုက်စစ်တီအပေါင်းတို့အခုချိန်ကသူရရင်မှုရမယ့်အချိန်မဟုတ်တော့ဘူးကျွန်ုပ်တို့ရဲ့မူလနေမည်ဖြစ်တဲ့တာဝရိန်သားကိုပြန်လဲရယူဖို့အချိန်ကိုရောက်ရှိလို့လာခဲ့ပြီဖြစ်တယ်ဒါကြောင့်စစ်အင်္ဂါရက်တွေကိုဖွဲ့စည်းပြီးထိုးစစ်ဆင်ကြလော့လို့မော်ကြားလိုက်ရာသူရရင်မှုနေကြတဲ့နတ်စစ်တီတွေကတမဟုတ်ချင်းစစ်သွေးစစ်မှန်ထားကြကစစ်မြင်းဘိုးပါအစုံပါတဲ့စစ်တပ်ကိုဖန်ဆင်းကခြားတိုင်ကိုခြားတွေတက်တယ်လို့တာဝရိန်သားကိုတက်ကြပါတော့တယ်ထမန်အပြည့်နဲ့အော်ဟစ်ကျုံးသွားတဲ့စစ်ကြည်လာတဲ့အတူရနတ်စစ်တီတွေရဲ့အတန်ကိုကြားတဲ့တရားမင်းကလည်းသူ့ရဲ့လက်ယုံစစ်တီတွေကိုစူးစီးကသမုဒ္ဒရာပြင်ကိုဆင်းပြီးတိုက်ပါလေရောနတ်စစ်တီတို့ရဲ့ကျုံးဝါတန်အော်ဟစ်တန်လက်နက်ချင်းထိတန်တွေကမဟာသမုဒ္ဒရာရေပြင်အထက်မှာစူညံစွာထွက်ပေါ်လာခဲ့တယ်ရပောင်းများစွာတဲတဲမဲမဲတိုက်ခိုက်နေတဲ့အချိန်အတွင်းအတူရနမင်းကင်ဆွဲတဲ့ယတနာချက်တင်းပုံးနဲ့တရားမင်းနဲ့ကင်ဆွဲတဲ့ဝရစိန်လက်နက်တို့ထိတ်တိုက်ထိတွေ့တဲ့အချိန်ဝရစိန်လက်နက်ထိပ်ဖျားကနေအဖျားစာလေးတစ်ခုပဲ့ကြွေလွန်းထွက်သွားခဲ့တယ်။တရားနဲ့လေဝရစိန်လက်နက်ပဲ့ကြွေတာတိတာနဲ့ဆက်လက်ရင်မဆိုင်ရဲတော့ပဲမန္တလေးနတ်သားမောင်းနှင်တဲ့ဝိဇယနာယထာကိုစီးနှင်းကထွက်ပြေးရတဲ့အခြေအနေကိုရောက်လာခဲ့တယ်။တရားနဲ့ပြေးတာကိုသိတဲ့အတူရနတ်တွေကလည်းနောက်ကနေညာတန်ပေးပြီးလိုက်ကြရာဝိဇယနာယထာရဲ့တင်မြန်တဲ့အချိန်ကြောင့်ဂလုံးငယ်တွေနေတဲ့လက်ပံကိုင်းတို့ကျိုးပြက်ပြီးသမုဒ္ဒရာထက်သို့ပြုတ်ကျကုန်ကြတယ်။တရားနဲ့လည်းဂလုံးငယ်တွေရဲ့ကြောက်လန့်တကြားအော်ဟစ်တန်တွေကိုကြားတဲ့အတွက်
မဆိုင်တဲ့ဂလုံးငယ်တွေတေချမှာကိုမလိုလားတဲ့တကြားနက်ကယထာမှုမှာတလိနက်သားကိုနောက်ပြန်လှည့်ခိုင်းကအတူရနက်တွေကိုရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့တယ်။အတူရတို့လည်းစစ်ရှုံးပြီးထွက်ပြေးတဲ့တကြားနက်ရဲ့ယထာပြန်လှည့်လာတာကိုမြင်တော့အခြားစัจ java ရာကစစ်ကူတွေကိုခေါ်ပြီးပြန်လှည့်လာတယ်လို့အထင်မှားကြောက်ရွံ့ကအတူရပြီးကိုပြန်ပြေးကုန်ကြတယ်။တကြားနက်လည်းအတူရတို့ပြန်ပြေးတာကိုမြင်တဲ့အတွက်အံ့ဩကြည့်စွာဖြစ်ပြီးမိမိစံမြန်းရာတာဝရင်သားကိုချက်ချင်းပြန်တက်ခဲ့ကြတယ်။တကြားနက်လည်းအတူရတို့ရဲ့အထင်လွဲမှားစွာထွက်ပြေးမှုကြောင့်စစ်ပွဲကိုအနိုင်ရလိုက်ပေမဲ့ပဲ့ကြွေသွားတဲ့ဝရစိန်လက်နက်ထိပ်ဖျားအပိုင်းအစကိုမူပြန်မတွေ့ခဲ့ပေ။အတူရနက်တို့ကလည်းတကြားနက်ရဲ့ဝရစိန်လက်နက်အပိုင်းအစပဲ့ကြွေတာကိုသိရတဲ့အတွက်လက်ရွေးစင်နက်စစ်တီတွေကိုဆေလွတ်ပြီးရှာဖွေနေခဲ့တယ်လို့တကြားနက်ကလည်းမိမိအားထားရတဲ့နက်စစ်တီတွေကိုဆေလွတ်ပြီးလိုက်ရှာစေခဲ့တယ်။သို့ပေမဲ့ဝရစိန်လက်နက်အပိုင်းအစကိုကညီသူမှပြန်မတွေ့ခဲ့ကြပေ။ထိုက်ခိုက်တုံအောင်ချမ်းအေးလွန်းတဲ့ခန်းစားချက်ကိုမျိုးသိရင်ဇရက်စီကိုပြန်လာတဲ့မောင်ကောင်းနဲ့ခွန်းကားတို့ကိုကြည့်ပြီးအောင်မြတ်သာခေါင်းကိုဖြင်းချင်းစွာခါရမ်းလိုက်တယ်။မင်းတို့ဘယ်ကနေပြန်လာကြရလဲ။ရုတ်တရက်ထွက်လာတဲ့အတန်ကြောင့်နှစ်ယောက်လုံးပြတလဲလဲဖြစ်သွားပြီးလက်ညှိုးတွေကဟိုဟိုဒီဒီလိုက်ထိုးကုန်တယ်။နှစ်ယောက်လုံးဇရက်ပေါ်တက်ခဲ့ကြ။အတန်ကအရင်ထက်မာထန်နေရမို့နှစ်ယောက်လုံးစောတကမတက်ရဲတော့ပဲဇရက်ပေါ်ကိုတက်လာခဲ့လိုက်တယ်။ဆေးရကျွန်တော်တို့မင်းတို့ဘယ်သွားတယ်ဘာလုပ်တယ်ဆိုတာငါအကုန်သိရဲ့အခုငါတို့အတွက်အရေးကြီးတာဝန်တစ်ခုပေါ်လာနေပြီဘလို့တာဝန်မျိုးလဲဆေးရခုနကအဖြူရောင်လင်းတန်းကြီးကောင်းငင်ကနေထိုးကြလာတာမင်းတို့မြင်ခဲ့တယ်မဟုတ်လားကျွန်တော်တို့မြင်ခဲ့ပါတယ်အဲ့ဒါကအရေးကြီးတယ်ဆိုရတာဝန်နဲ့ပတ်သက်နေရလားဆေးရဟုတ်တယ်မင်းတို့မြင်ခဲ့တဲ့အလင်းတန်းကတာမန်အလင်းတန်းမဟုတ်ဘူးအဲ့ဒီအလင်းတန်းကနှစ်ပေါင်းများစွာတည်းကပျောက်ဆုံးနေတဲ့ဝရစိန်လက်နက်အပိုင်းစာတစ်ခုပဲဝရစိန်လက်နက်ဆိုတာတကြားမင်းဆွဲကင်တဲ့လက်နက်မဟုတ်လားဒီလိုလက်နက်ရဲ့အပိုင်းစားကဘလို့ကြောင့်ကဘာမြေပေါ်ကိုကျလာတာလဲမင်းတို့နားလဲအောင်ပြောရရင်အတူရနဲ့တကြားစစ်ဖြစ်တော့ဝရစိန်လက်နက်အပိုင်းစားလေးတစ်ခုလွင့်ထွက်ခဲ့တယ်လက်နက်အပိုင်းစားလေးကစัจ java ရာထဲမှာနှစ်ပေါင်းများစွာလွင့်မျောနေရင်အခုအခါမှာတော့ငါတို့နေရဲ့မြေပေါ်ကိုကြားရောက်လာခဲ့ပြီဒီလက်နက်အပိုင်းစားရဲ့အစွမ်းကအလွန်ကြီးရဲ့အတွက်လိုချင်သူတွေအများကြီးရှိနေကြတယ်အဲ့ဒီအထဲမှာအတူရနတ်မင်းရဲ့ကြေးကျွန်တွေလည်းပါတယ်ဒါဆိုကျွန်တော်တာဝန်ကဒီလက်နက်အပိုင်းအစကိုလိုက်ရှာပေးရမှာလားဟုတ်တယ်မောင်ကောင်းခုနကပဲဆရာတော်ကိုယ်တိုင်ကြွလာပြီးဝိဇ္ဇာချုပ်အစည်းအဝေးမှာငါတို့ကိုရွေးချယ်ခဲ့တယ်လို့မိတ်ခဲ့တယ်အဲ့ဒီလက်နက်အပိုင်းအစကအခုဘယ်မှာရှိနေတာလဲဆိုတာသိပြီလားဆရာဒီမိဘောကိုကြားလာတယ်ဆိုတာပဲသိရသေးရဲ့ဘယ်အရက်ဒေသမှာကြားတယ်ဆိုတာစုံစမ်းနေတော့ပဲဒါဆိုကောက်ရိုးပုံနဲ့အပြောက်ရှာတယ်လို့ဖြစ်နေမှာပေါ့ဒီအတွက်စိတ်မပူပါနဲ့လက်နက်အပိုင်းအစရှိနိုင်မယ့်နေရာတွေကိုစုံစမ်းထောက်လှမ်းနေတဲ့သူတွေစီကနေမကြခင်သတင်းရတော့မှာပါငါတို့ကသတင်းရတာနဲ့ရှာဖွေတာကိုစရမှာမို့အသင့်ပြင်ထားကြပါဟုတ်ကဲ့ဆရာကျွန်တော်တို့အသင့်ပြင်ထားလိုက်ပါမယ်မောင်ကောင်းတို့လည်းတင်းစရာရှိတာကိုတင်းစီးနေတဲ့အချိန်အောင်မြတ်တာကကောင်းကင်ရံမှာတောက်ပနေတဲ့ကျဲတာရအစုတွေကိုမျက်တောင်မခတ်တန်းစိုက်ကြည့်နေခဲ့တယ်အာယုံတက်လင်းအားကြီးချိန်အရောက်မှာတော့ဇရက်အောက်ခြေမြေသားကလှိုင်းတဘိုးလိုတွန့်လာပြီးအထဲကနေမုတ်စိတ်ကျင်စွဲတွေရှေကျနေတဲ့လူတစ်ယောက်ခုန်ထွက်လာခဲ့တယ်။မြေရှိုးမိုးပြန်ဘိုးထွန်းဆန်ပါလား။ဘယ်ကနေကျုပ်တို့စီရောက်လာတာလဲ။ဒီကိုပဲတမင်လာတာအမောင်ကြီး။ဝရစိန်လက်နက်အပိုင်းအစကိုရှာတွေ့ပြီဆိုတဲ့အကြောင်းသတင်းလာပေးရ။အပိုင်းအစကဘယ်နေရာကိုကျသွားတာလဲဗျ။မင်းနဲ့ငါစတွေ့ခဲ့တဲ့စင်တောင်ရဲ့အနောက်ဘက်တောထဲကိုကျသွားတာပဲအမောင်ကြီး။ဟင်ဒါဆိုခကြီးအတော်ဝေးရပဲ။နောက်ထပ်ဘာသတင်းတွေထူးသေးလဲ။ထူးတာကတော့ထူးတယ်အထက်ဝိဇ္ဇာကြီးတွေပြောပုံအရဆိုရင်အတူရပြည်ကလက်ရွေးစင်နတ်စစ်တီတွေလည်းဒီကိုဆင်းလာကြတယ်ဆိုပဲတရားမင်းရဲ့စစ်တီတွေရောမလာကြဘူးလားသူတို့ကလူသားတွေရဲ့အနံ့ကိုမခံနိုင်လို့လူပြည်မှာအကြာကြီးမနေနိုင်ဘူးလေဒါကြောင့်ဝိဇ္ဇာကြီးတွေကိုအကူအညီတောင်းပြီးမင်းတို့ငါတို့ကိုလိုက်ရှာခိုင်းတာပေါ့တာဝန်ပေးလာတော့လေလုပ်ပေးရတာပေါ့ဗျာဒါနဲ့ဘိုးထွန်းဆန်ကိုအကူအညီတစ်ခုတောင်းရအောင်မယ်ဘာအကူအညီတောင်းမှလဲတက်နိုင်ရင်ကူညီပေးပါမယ်ကျုပ်အတွက်တော့မဟုတ်ပါဘူးကျုပ်တပည့်နှစ်ယောက်အတွက်ပါအခုခရီးကလမ်းလျှောက်သွားလို့လည်းမရဂျင်းနဲ့သွားလို့လည်းမရဆိုတော့ဘိုးထွန်းဆန်ရဲ့မြေရှိုးမိုးပြန်တလုံးတွေကိုခဏငှားခြင်းလို့ပါအောင်မြတ်တာစကားကြောင့်ဘိုးထွန်းဆန်အင်တင်တင်ဖြစ်သွားပြီးဖြစ်ပါမလားအမောင်ကြီးငါးတလုံးတွေကတီလတမာရီမခိုင်မဲကင်ရင်အစွမ်းနေပြောက်ကုန်ပါနော်ကျုပ်ကမသေးကြပဲခွင့်တောင်းပါမလားဗျာတုံးနိုင်တဲ့အရေးချင်းရှိလို့အကူအညီတောင်းတာပါအမောင်ကိုယ်တိုင်အာမခံနေတော့လေပေးရမှာပေါ့တေးသေးချာချာတော့ကင်ကြနော်
ဘိုးထွန်းဆန်ကလေပင်မှာဆွဲထားတဲ့အိတ်ရှုပ်ထဲကနေအယောင်တစ်ဖိတ်ဖိတ်တောက်နေတဲ့အလုံးနှလုံးကိုထုတ်ကကမ်းပေးလိုက်ပြီးဒီတစ်လုံးကိုငုံပြီးရင်မြေရှိုးခြင်းရင်မြေရှိုးခါတာရွတ်မိုးပြန်ခြင်းရင်မိုးပြန်ခါတာရွတ်ရမှာနော်ဂါထာတွေကိုတော့ကျုပ်ရေးပေးခဲ့မယ်လို့ပြောကဂါထာနှစ်ပုဒ်ကိုရေးပေးခဲ့တယ်အောင်မြတ်သာဂါထာစာရွက်ကိုယူလိုက်တဲ့အချိန်မှာတော့ဘိုးထွန်းဆန်ကမြေကြီးကိုဖနှောင်းနဲ့ပေါက်ကလေးပေါ်ပြန်တက်ပြီးပျောက်ကွယ်သွားပါတော့တယ်မောင်အခါကြီးအိုင်ုံတက်တော်မဲကွာအခုထိမထသေးဘူးလားအိမ်ရှိကနေអော်လိုက်တဲ့ဖခင်ဖြစ်သူအတန်ကြောင့်စောင်းချုံကကွေးနေတဲ့အကတယောက်လူးလဲထားလိုက်တယ်ထပြီးအဖေကြီးဒီနေ့ကစီတော်ကြီးရွာဈေးကိုပဲပို့ရမှာမဟုတ်လားဟုတ်တယ်သားမင်းမနေ့ကခုတ်ထားတဲ့ငပြောကင်တွေလဲပေါ်တင်ပြီးပြီလားမတင်ရသေးဘူးအဖေတင်တာအမြန်ပါလေမျက်နှာတစ်ပြီးတွားတင်လိုက်မယ်အကကအိမ်နောက်ဘွေးကြောက်စီထဲကရေနဲ့မျက်နှာတစ်ပလုတ်ကျင်းပြီးငပြောတော့ရှိတဲ့ဘက်ကိုဝင်လာခဲ့လိုက်တယ်တချင်းလေးအေးအေးနဲ့ဝင်လာတဲ့အကတယောက်ငပြောတော့အတွင်းဘက်အရောက်မှာတော့ပါဇက်အဟောင်းသားဖြစ်သွားခဲ့တယ်ဘာကြောင့်လဲဆိုတော့သူတို့စိုက်ထားတဲ့ငပြောပင်အချို့ကမီးလောင်ထားသလိုဖြစ်နေလို့ပဲအကလည်းအံ့ဩစွာနဲ့မီးလောင်ခံထားရတဲ့ငပြောပင်တွေနားကိုတိုးကပ်သွားတဲ့အချိန်မှာတော့တထွာတတာရှိရဲ့လာချမ်းပုံတရံကြောက်ခက်တစ်ခုကငပြောပင်ထဲမှာစိုက်ဝင်နေတာမြင်လိုက်ရတယ်ဒါကဘာကြီးလဲထူးဆန်းလိုက်တာအကလည်းပင်စီမှာစိုက်နေတဲ့အရာကိုဆွဲနှုတ်လိုက်တဲ့အချိန်သပင်မွေးတွေထောင်တက်လာပြီးခန္ဓာကိုယ်တစ်ခုလုံးတက်လိုက်သလိုကျင်တက်သွားခဲ့တယ်အမလီကျင်နေဟာရုတ်တရက်မို့ကင်ထားတဲ့အရာကိုလွတ်ချလိုက်ပြီးလက်ကိုခါရမ်းလိုက်တယ်ခဏနေတော့တီးကျင်စိတ်ပိုလာတဲ့အတွက်ငပြောရွက်တရွက်ခူးပြီးအตาလေးကောက်ကင်လိုက်တယ်ဒီလိုကြောက်လဲဘာမှမဖြစ်ဘူးကဒီကြောက်ကထူးဆန်းလိုက်တာအကလည်းတယောက်တည်းရေရွတ်ပြီးခုတ်ထားတဲ့ငပြောကင်တွေကိုလဲပေါ်တင်ကစီတော်ကြီးရွာဈေးဘက်ကိုထွက်လာခဲ့လိုက်တယ်ဈေးထဲရောက်တော့ဆိုင်တွေမှာငပြောကင်တွေချပြီးငွေတွေသိမ်းဖို့စောင့်နေတဲ့အချိန်အသက်40အရွယ်လူနှစ်ယောက်သူ့ကိုစိုက်ကြည့်နေတာသတိထားမိခဲ့တယ်အစားကတော့အမှုမဲ့အမှတ်မဲ့နေလိုက်ပေမဲ့လူစိမ်းတွေကတူသွားတဲ့နောက်ကိုတကောက်ကောက်လိုက်နေရကြောင်းငွေတွေထည့်ထားတဲ့အိတ်ကိုခတ်တင်းစုပ်ကန်ရင်းလဲပေါ်တက်ကမောင်းထွက်ခဲ့လိုက်တယ်ဈေးကနေထွက်လာပြီးစီတော်ကြီးရွာအကျော်ကွင်းဆက်ကိုရောက်တဲ့အချိန်မှာတော့လူကြီးနှစ်ဖက်စာလောက်ကြီးမာတဲ့စိန်ပန်းပင်အောက်မှာဈေးမှာမြင်လိုက်ရတဲ့လူနှစ်ယောက်ထိုင်နေတာကိုမြင်တွေ့လိုက်ရတယ်အဲ့ဒီအချိန်လဲကိုဆွဲထားတဲ့နွားနှကောင်ကရုတ်တရက်ထအော်ပြီးကြောက်လန့်တကြရုန်းကန်ပါလေရောစိန်ပန်းပင်အောက်ကလူနှစ်ယောက်လည်းအကအဖြစ်ကိုမြင်တော့မရေမပြုံးတဲ့မျက်နှာနဲ့ထားရက်လိုက်ပြီးနွားလဲနားကိုတိုးကပ်လာခဲ့တယ်ဟစ်ကောင်လေးမင်းမနက်ကထူးဆန်းတဲ့ပစ္စည်းတစ်ခုရထားတယ်မဟုတ်လားအဆက်အဆက်မရှိမေးလိုက်တဲ့စကားကြောင့်အကမျက်မှောင်ကျုပ်လိုက်ပြီးဘာပစ္စည်းလဲဗျကျုပ်မှဘာမှမရှိဘူးမင်းကလူလိမ်ပဲငါတို့ကမင်းစီကလူယူမဲ့သူတွေမဟုတ်ဘူးတန်ရတန်ကြီးပေးပြီးဝယ်မှာမျက်နှာစိမ့်လူနှစ်ယောက်ကလွယ်ရီထဲကနေဝင်းအိနေတဲ့ရွှေတုံးတွေထုတ်ပြလိုက်တာကြောင့်အကမျက်လုံးတွေဝင်းလက်လာခဲ့တယ်ဟစ်ကောင်လေးဒီရွှေတုံးတွေကမင်းတက်တက်လုံးရှာတာတော့ရမှာမဟုတ်ဘူးနော်စိတ်ကူးမလွဲနဲ့ခင်ဗျားတို့တကယ်ပေးမှာလားပေးမှာပေါ့ကွာမင်းရထားတဲ့ပစ္စည်းသာအရင်ထုတ်ပြစမ်းပါအကလည်းလွယ်ရီထဲမှာထည့်ထားတဲ့ကြောက်အဆွဲကိုထုတ်ပြလိုက်ရာမျက်နှာစိမ့်လူနှစ်ယောက်ဟန်ပင်မဆောင်နိုင်ပဲရှေ့ကိုတိုးလာခဲ့တယ်အဲ့ဒီအချိန်ကလေးကိုလိန်ညာပြီးအချောင်လိုချင်တဲ့ကောင်းနေပါလားဆိုတဲ့အတန်ကဘေးမှာရှိနေတဲ့တရက်ပင်ကွာကြားကနေထွက်ပေါ်လာခဲ့တယ်ဟစ်ကောင်လေးသူတို့ကမင်းကိုလိန်မလို့ကွာငါပြမယ်ဒီမှာကြည့်တရက်ပင်ကွာကြားမှာထိုင်နေတဲ့သူကမြေကြီးပေါ်ကိုပုတ်ခနဲ့ခုန်ချပြီးမြေကြီးမှာပုံထားတဲ့ရွှေတုံးတွေကိုလက်နဲ့တက်ချလိုက်ရာဝေးနေတဲ့ရွှေတုံးတွေကနေနွားချေးကြောက်တွေအဖြစ်ပြောင်းလဲသွားခဲ့တယ်ငါတို့အကြောင်ဖြတ်စည်းရကောင်မင်းဘာတူလဲငါဘာတူလဲဆိုတာအရေးမကြီးပါဘူးမင်းတို့နှစ်ယောက်လုံးတွေးပွားပွားအံပြီးမသေးခြင်းအခုချက်ချင်းထွက်သွားကြတရက်ပင်ပေါ်ကနေဆင်းလာတဲ့သူကလေတံမာမာနဲ့ပြောပြီးစိုက်ကြည့်လိုက်တဲ့အချိန်မျက်လုံးထဲကနေအခိုးအငွေ့တွေထွက်လာခဲ့တယ်ဒီအဖြစ်ကိုအကမသိပေမဲ့ရှေ့မှာရက်နေတဲ့လူနှစ်ယောက်ကတော့မျက်စိမျက်နှာပြက်ကဆရာကြီးမှမသိလို့ရိုင်းရိုင်းဆိုင်ဆိုင်ပြောမိတာခွင့်လို့ပေးပါဒီပစ္စည်းကိုလည်းမယူရဲတော့ပါဘူးအေးမင်းတို့ကိုယ့်နေရာကိုပြန်ကြတော့ဒီကလေးကိုထပ်ပြီးနှောက်ယှက်ရင်ငါအဆိုးမဆိုးနဲ့ညနေစိမ့်လူနှစ်ယောက်လည်းအကဘေးမှာရက်နေတဲ့သူရဲ့စကားကြောင့်ခေါင်းကိုမောတော်မကြည့်ရဲပဲခက်တုတ်တုတ်ထွက်သွားခဲ့ကြတယ်ဦးလေးကဘာတူလဲဟင်ဒီလူတွေကဦးလေးကိုဘာလို့ကြောက်ကြတာလဲဦးလေးနာမည်ကမောင်ခါလို့ခေါ်တယ်ဦးလေးကသူတို့လိုလူလိမ်လူညာတွေကိုဖော်ထုတ်ပေးရသူပဲသူတို့ကကျွန်တော်စီမှာရှိရဲ့ပစ္စည်းကိုဘာလို့လိုချင်နေကြတာလဲဒီပစ္စည်းကဘလို့အသုံးဝင်လို့လဲမင်းစီမှာရှိရဲ့ပစ္စည်းကအရန်ရှားပြီးနှစ်တစ်ထောင်မှာလူတစ်ယောက်ရဖို့ခက်ခဲတယ်ကွာအချို့ကြရော်လဲမိုးချိုးသွားလို့အလွယ်ခေါ်ကြတယ်လေ
ကျွန်တော်ကငပြောတော့ထဲမှာတွေ့လို့ကောက်ယူလာတာဒီလိုရှားပါမှန်းလည်းမသိဘူးဗျဒါနဲ့လေဒီပစ္စည်းကရောင်းလို့ကိုရလားသိရတာပေါ့ကွာမင်းကရောင်းချင်လို့လားမောင်ခကအကမျက်လုံးအကဲခတ်ပြီးစကားတောက်လိုက်တယ်ကျွန်တော်စဉ်းစားလိုက်အောင်မယ်တကယ်လို့ကျွန်တော်ရောင်းချင်တယ်ဆိုရင်ဦးလေးနဲ့ဆက်သွယ်မယ်လေမင်းရောင်းချင်တယ်ဆိုရင်စင်တောင်ဘေးကကိုးပင်ခွေရွာကိုလာခဲ့ရွာမှာမောင်ခလို့မင်းလူတိုင်းသိရဲ့ကိုးပင်ခွေရွာကိုတော့တခါမှမရောက်ဘူးကျွန်တော်ရောင်းချင်တယ်ဆိုရင်ဦးလေးစီတေချာပေါက်လာခဲ့မယ်အေးငါလည်းမင်းလာတာကိုစောင့်နေမယ်အခုတော့မင်းကိုအိမ်ထိလိုက်ပို့ပေးပါမယ်ရပါတယ်ဗျာဒီလမ်းကကျွန်တော်အမြဲသွားနေကြပါဒါဖြစ်လေဂယုဆိုင်သွားကောင်းလေးမောင်ခကအကကိုနှုတ်ဆက်ပြီးလက်ပြနှုတ်ဆက်ကနေကြံရစ်ခဲ့ပါတော့တယ်အေးဓာတ်တွေစိတ်ထွက်နေတဲ့ကြောက်ကူတစ်ခုအတွင်းမှာတော့တွန်းလင်ကောက်ကွေးနေတဲ့သပင်းကိုကြောလေလောက်ထိဖြန့်ထားတဲ့လူတစ်ယောက်တမလင်ခွေထိုင်နေခဲ့ပြီးသူ့ရှိမှတော့ကြောက်ရွံ့တဲ့မျက်နှာထားနဲ့ထိုင်နေတဲ့လူနှစ်ယောက်ရှိနေခဲ့တယ်မင်းတို့ကငါ့ကိုကြော်ပြီးမိုးကြိုးသွားကိုယူဖို့ကြံစီရဲတယ်ပေါ့လေမဟုတ်ပါဘူးဆရာကြီးရယ်ကျွန်တော်တို့ကအိတ်ဆန်းမင်းတို့ကငါ့နေမီထဲမှာလည်းနေသေးရဲ့ငါ့ကိုမလိတ်တပတ်လုံးဖို့လည်းကြိုးစားတယ်ဒီတော့မင်းတို့နဲ့ထိုက်တန်တဲ့အပြစ်ကိုပေးရလိမ့်မယ်မဲရှင်ရှိလားဟဲ့ရှိပါတယ်ဆရာကြီးဒီနှစ်ကောင်ကိုပညာနှုတ်ပြီးကြောက်ထဲပစ်ချလိုက်နောက်မလို့ရတော့ပါဘူးဆရာကြီးရယ်ဒီတစ်ခါတော့ခွင့်လို့ပေးပါလက်ပြန်ကြိုးတုတ်ခံထားရတဲ့လူနှစ်ယောက်ကအတန်နဲ့ကြီးနဲ့အော်ဟစ်နေတဲ့အချိန်မဲရှင်ဆိုတဲ့တပတ်မကြီးကနှစ်ယောက်လုံးကိုဆွဲကခေါ်ဆောင်သွားခဲ့တယ်ဆရာကြီးဒီကောင်လေးစီမှာမိုးကြိုးသွားရှိနေတာတိလျက်နဲ့ဘာလို့လွတ်ပေးလိုက်တာလဲငဘိုးခင်မင်းကဒီပစ္စည်းကိုတာမန်မိုးကြိုးသွားလို့ထင်နေတာလားသူကတာမန်မိုးကြိုးသွားမဟုတ်ဘူးလားဆရာကြီးတာမန်မိုးကြိုးသွားဆိုရင်ငါကိုယ်တိုင်ထွက်ပြီးယူပါမလားဟောပြောရင်ဆိုရင်ရောက်လာကြပြီထင်တယ်သပင်ဖားလာချထားတဲ့သူကပြပြတလဲလဲနဲ့ထားပြီးဘူအပြင်ဘက်ကိုကြည့်လိုက်ရာတကူလုံးကိုရောင်ကိုဝါတောက်ပနေတဲ့ဗန္နမနဲ့တပါဥကောင်းထက်မှာပေါ်လာခဲ့တယ်အရှင်နဲ့မင်းကြွားရောက်လာပါပြီလားဟဲ့မောင်ခငါရှာခိုင်းထားတဲ့ယတနာကိုရှာတွေ့ပြီလားရှာတွေ့ကြောင်းပါအရှင်တို့ပေမဲ့ကျွန်တော်မျိုးထိကင်နိုင်စွမ်းမရှိတာကြောင့်မယူဆောင်လာနိုင်ကြောင်းပါဖေဟာဒီယတနာကတင်မဆိုသားနဲ့9000ထိကင်လို့မရဘူးယတနာပစ္စည်းရှိတဲ့အရက်ကိုအတိအကျရှောက်တင်စမ်းယတနာပစ္စည်းကစင်တောင်အနောက်ဘက်မပြောတော့ရွာကအကားဆိုတဲ့လူငယ်လက်ဝယ်ရှိနေပါတယ်အရှင်ဒီတရင်ကိုအတူရနတ်စသူကြီးထံပြန်လဲရှောက်တင်လိုက်အောင်မယ်ယတနာပစ္စည်းရခဲ့ရင်တင့်ပိုင်နှက်ကိုစေယူဇနာကနေယူဇနာအရာအထိအပိုင်စားပေးမယ်ဟဲ့ဝမ်းမြောက်လာကြောင်းပါအရှင်ကနဖနဲ့လည်းတရင်ကောင်းကြားလိုက်တာမို့အချိန်မဆိုင်တော့ပဲကောင်းကင်ခရီးနဲ့ပြန်တန်းထောက်ခွာသွားပါတော့တယ်ဘူးစင်တော်အောက်ချိန်မှာတဝေါနဲ့ထိုးအန်နေတဲ့မောင်ကောင်းနဲ့ခွန်းလာကိုကြည့်ပြီးအောင်မြတ်တာခေါင်းကိုခါရမ်းလိုက်တယ်နောက်တစ်ခါမြေကြောရှုပ်ပြီးမသွားရတော့ဘူးယာအန်နေရင်ပြောလိုက်တဲ့မောင်ကောင်းစကားကြောင့်အောင်မြတ်တာကပြုံးလိုက်ပြီးဘာဖြစ်လို့လဲမောင်ကောင်းဘာဖြစ်ရမလဲဆရာရဲ့ကောင်းနေမူးပြီးလူကခြားခြားလဲထွက်သွားတာပဲရော့ဒီဆေးပြစားထားလိုက်ခဏနေတက်တာသွားလိမ့်မယ်အောင်မြတ်တာကငွေရောင်ကျုပ်နဲ့ထည့်ထားတဲ့ပြာချို့ကိုမောင်ကောင်းနဲ့ခွန်းလာလက်ဝါးထဲထည့်ပေးလိုက်တယ်မောင်ကောင်းနဲ့ခွန်းလာလဲဆေးပြာကိုပါဇက်ထဲပတ်ထည့်လိုက်တဲ့အချိန်ကောင်းငင်ထက်ကနေမျက်စိကျိမ့်မတက်အလင်းရောင်နဲ့အတူစစ်ထွက်အစင်တစားကိုဝှက်ဆင်ထားတဲ့နှစ်သားနှစ်ပါးပေါ်လာခဲ့တယ်အကိုဆရာကိုကြည့်လိုက်အောင်ခွန်းလာစကားကြောင့်မောင်ကောင်းလှည့်ကြည့်လိုက်ရာနှစ်သားနှစ်ပါးခန္ဓာကိုယ်ကထွက်တဲ့ရွှေရောင်အလင်းဓာတ်တွေကအောင်မြတ်တာကိုကထွက်တဲ့အဖြူရောင်အလင်းဓာတ်တွေကိုမထိုးပေါက်နိုင်ပဲလားနဲ့နေအလင်းရောင်ချင်းပြိုင်တယ်လို့ဖြစ်နေခဲ့တယ်နှစ်သားနှစ်ပါးကအောင်မြတ်တာကိုမြင်တော့လက်မှာကင်ထားတဲ့အသွားရှင်းမြောင်ပါတဲ့လှံကိုအောက်ချလိုက်ပြီးအတင်ကအထဝိဇ္ဇာကြီးတာဝန်ပေးရထားတဲ့သူဟုတ်ပါသလားဟုတ်ပါတယ်ဝယ်စိန်လက်နက်အပိုင်းစားကိုရှာဖို့ကျုပ်ကိုတာဝန်ပေးထားပါတယ်ဒါဆိုတင်တို့ရောက်တာနောက်ကျနေပြီဘာကြောင့်ပါလဲအတင်နတ်သားအတူရနတ်တွေကခဏပနတ်တွေကိုခိုင်းစေပြီးယတနာကိုဥစွာရှာခိုင်းခဲ့ကြတယ်အခုဆိုယတနာရှိတဲ့နေရာကိုရောက်တောင်ရောက်နေလောက်ပြီအတင်နတ်သားစိတ်ပူလုံးနေပြီထင်တယ်ကျုပ်တို့ဒီမြေကိုစနေတဲ့ကကနန်းဖနတ်တွေရဲ့စွမ်းအင်ကိုရောအတူရနတ်တွေရဲ့စွမ်းအင်ကိုရောခံစားမိတာမရှိသေးဘူးဒါဖြစ်ရင်ကျုပ်တို့အစွမ်းနဲ့လက်ပတ်ကြည့်ရှုလိုက်ပါအောင်မယ်ယတနာပစ္စည်းတွေ့ရင်ခယူသိမ်းမှုတ်ပြီးအချက်ပြလိုက်ပါမယ်ကောင်းပါပြီအတင်နတ်သားနတ်စစ်တီနှစ်ပါးထွက်သွားတော့မောင်ကောင်းကမျက်မှောင်ကျုပ်ပြီးဝရစိန်လက်နက်ဆိုတာဘယ်လိုမျိုးလဲဆရာဝရစိန်လက်နက်ဆိုတာအသွား၄ခုနှစ်ဖက်ပါတဲ့လက်နက်တစ်မျိုးပဲတာမန်အချိန်တွေဆိုရင်အသွား၄ခုကကြာဘူးတရံလို့ငုံနေတက်ပြီးတ
တိုက်ခိုက်တော့မယ်ဆိုရင်ကြွားပွင့်လို့ထွက်လာတတ်တယ်အခုလိုလိုက်ရှာနေတဲ့အပိုင်းစာဆိုတာကအသွားရှိခုတွေကပဲ့ထွက်သွားတာပဲဖြစ်ရမယ်ကြားမင်းရဲ့လက်နက်ကိုတော့ပဲ့ကြွေအောင်လုံနိုင်တဲ့အတူရနတ်တွေကအစွမ်းတော်ကြီးရပဲနော်အတူရနတ်တွေထဲမှာဝေပစိတ်တိအတူရဝိနိပါတိကအတူရကာလကဏိကအတူရဆိုပြီး၃မျိုးရှိရဲ့အဲ့ဒီထဲမှာဝေပစိတ်တိအတူရကတာဝရိန်သားမှာရှိရဲ့နတ်တွေနဲ့အစွမ်းချင်းတူကြတယ်ဝိနိပါတိကအတူရတွေကစတုမဟာရဲ့တာဝရိန်သားနတ်တွေလောက်တကူမကြည့်ကြဘူးထူးခြားတာကဒီအတူရတွေကတိဟိတ်ပဏိတရေနေလို့ရပြီးမက်ဖို့ကိုရအောင်လဲကျင့်ကြံနိုင်ကြတယ်ကာလကဏိကအတူရကတော့ပိဋ္ဌာအတူရမျိုးပဲသူ့ကိုအတူရကယ်ပုံထဲမှာထည့်သွင်းရေတွက်လို့လည်းရတယ်နေဆန်ညခံပိဋ္ဌာတွေကကာလကဏိကတူရမျိုးနယ်တွေပဲဒါဆိုအခုလူပြည်ဆင်းလာတဲ့အတူရဆိုတာဝိပစိတ်တွေအတူရတွေပေါ့သိကြတာပေါ့မောင်ကောင်းရဒါကြောင့်တရားမင်းကငါတို့ကိုကူညီပေးဖို့သူ့ရဲ့နတ်စစ်တီတွေကိုစစ်လွတ်ထားတာပဲအောင်မြတ်တာလည်းမောင်ကောင်းနဲ့ခွန်းလာနားလဲစေရန်ရှင်းပြနေတဲ့အချိန်အရှိဘက်စူးစူးကနေခီယူသင်းမှုတ်တန်ကြားလိုက်ရတယ်ရှာတွေ့ပြီထင်တယ်မင်းတို့မှရှိရဲ့တလုံးကိုငုံလိုက်တော့အောင်မြတ်တာစကားကြောင့်မောင်ကောင်းနဲ့ခွန်းလာလဲတလုံးကိုငုံပြီးမြေရှိုးကာတာကိုရွတ်လိုက်ရာခန္ဓာကိုယ်ကမြေကြီးထက်ကိုနုံနှင်းတလို့ကြုံဝင်သွားပြီးချောစီတလို့ရွေလျားသွားခဲ့တယ်မျက်တောင်10ချက်လောက်ခတ်ပြီးချိန်မှာတော့လက်တစ်ဖက်ကလက်ကောက်ဝစ်ကိုဖမ်းဆွဲတာခံလိုက်ရပြီးမြေကြီးပေါ်ကိုတိုးထွက်လာခဲ့တယ်မြေပြင်ပေါ်ရောက်လို့ကြည့်လိုက်တော့ပြင်လေးတစ်လုံးရှိမှလူ2ယောက်မေ့လေနေပြီးကောင်းငင်ရံမှာတော့စူးတင်ပုတ်ကင်ထားတဲ့နတ်နှစ်ပါးနဲ့အသွားရှင်းမြောက်ပါလှန်တန်ကင်ထားတဲ့နတ်နှစ်ပါးစီးချင်းထိုးနေတာမြင်လိုက်ရတယ်ကောင်းငင်ရံမှာအပြင်းထန်တိုက်ခိုက်တဲ့နတ်သား၄ပါးရဲ့လက်နက်ချင်းပို့တိုက်တန်းကျင်းဝါအော်ဟစ်တန်တွေကတိမ်တိုက်တွေကြားထဲကနေထွက်ပေါ်နေခဲ့တယ်ဆရာအတူရနတ်တွေထပ်ဆင်းလာပြီဗျခွန်းလာကအထိတ်တလန့်အော်ပြီးလက်ညှိုးထိုးပြလိုက်တာကြောင့်အောင်မြတ်တာမောကြည့်လိုက်ရာဦးကောင်း၃လုံးပါတဲ့ဆင်းဆွဆွဖြူနေတဲ့မြင်းပြန်တွေကိုစီးကဆင်းလာတဲ့အတူရနတ်တွေကိုမြင်လိုက်ရတယ်တာဝရိန်သားကနတ်စစ်တီတွေမရောက်လာသေးဘူးနဲ့တူတယ်ဘယ်လိုလုပ်ကြမလဲဆရာမင်းတို့အောက်မှာစောင့်နေကြငါသွားပြီးကူညီလိုက်မယ်အောင်မြတ်တာကမောင်ကောင်းနဲ့ခွန်းလာကိုမြေပြင်မှာထားပြီးလေးပေါ်ပြန်တက်သွားခဲ့တယ်အတူရနတ်စစ်တီတွေရဲ့ပိတ်ဆို့တိုက်ခိုက်မှုကိုခံနေရတဲ့တာဝရိန်သားနတ်စစ်တီနှစ်ပါးရဲ့နှစ်ဖူးပြင်ကနေချွေးစားတွေစိုးထွက်လာခဲ့တယ်နတ်တို့ရဲ့သဘောအရချွေးထွက်ခြင်းဖြစ်ပေါ်ပါကမကြခင်နတ်သက်ကြွေရတော့မယ်ဆိုပေမဲ့နတ်စစ်သူကြီးနှစ်ပါးကတော့ရှိသမျှခွန်အားနဲ့အတူရနတ်တို့ကိုခုခံတိုက်ခိုက်နေခဲ့တယ်အဲ့ဒီအချိန်နတ်နှစ်ပါးရဲ့အလဲမှာယောဂီဝစ်စုံဝေထားတဲ့အောင်မြတ်တာရဲ့ခန္ဓာပေါ်လာပြီးစူးတင်ပုတ်နဲ့ထီလူထီခင်ဖြစ်နေတဲ့နတ်နှစ်ပါးကိုဆွဲဖယ်လိုက်တယ်အတူရနတ်တွေလည်းအောင်မြတ်တာကိုမြင်တော့ရုတ်တရက်အားတင်သွားပြီးတုတ်ဆိုင်သွားတဲ့အချိန်လေဘင်းမှာဆွဲထားတဲ့ပရိစိတ်ကိုချွတ်ကခါရမ်းလိုက်တယ်ဆိုရင်ပဲတည်ထားတဲ့ပရိလုံးတွေပြုတ်ထွက်ကအောင်မြတ်တာနဲ့တထေရတဲ့တူတဲ့ကိုပွားတွေဖြစ်ပေါ်လာခဲ့တယ်အတူရနတ်အချို့ကအောင်မြတ်တာနဲ့နတ်စုသူကြီးနှစ်ပါးကိုတိုက်ခိုက်ဖို့ဝင်းရံထားချိန်မှာပင်အခြားအတူရနတ်တွေကအိမ်ပေါ်မှာမေးလဲနေတဲ့အက္ခနာကိုထိုးဆင်းလာခဲ့ကြတယ်မောင်ကောင်းနဲ့ခွန်းလာတို့ကလည်းအတူရနတ်တွေဆင်းလာတာမြင်တော့ကွန်ချာအင်းသုံးပြီးကာကွယ်ဖို့ပြုလုပ်ပေမဲ့စူးတင်ပုံနဲ့ရိုက်ဖြတ်တာကိုခံလိုက်ရတယ်အဲ့ဒီအချိန်မြေကြီးတွေကရေလိုင်းလိုတလိမ့်လိမ့်တက်လာပြီးအထဲကနေဘိုးထွန်းဆန်ဝုန်းကနေထွက်လာခဲ့တယ်ဟဲ့ကောင်လေးဒီလိုနတ်တွေနဲ့ရင်ဆိုင်တဲ့အခါတရားစမကိုတုံးရတယ်ကွလို့အော်ပြောကလက်နှစ်ဖက်ကိုဖြောင်းကနေမီအောင်ရိုက်ချလိုက်တယ်ဘိုးထွန်းဆန်ရဲ့လက်ဝါးနှစ်ဖက်ထိတန်တဲ့အတူလေတဘိုးတွေစင်ကဲထွက်ပေါ်လာပြီးအတူရနတ်တွေအနောက်ကိုအနှဲငယ်လွင့်ထွက်သွားခဲ့တယ်မောင်ကောင်းတို့လည်းဘိုးထွန်းဆန်စကားကြောင့်ရခင်ကရေးဆွဲထားမှုတဲ့တရားစမကိုထုတ်ယူကလက်နဲ့ရိုက်လိုက်တယ်ဆိုရင်ပဲစမာထဲမှာပါတဲ့အခရာလေးတွေကတလုံးချင်းလွင့်ထွက်သွားပြီးအိမ်ပတ်လဲမှာဝေးဝိုက်ပြန်တန်းနေခဲ့တယ်အတန်းကြောင်အောင်ပြန်တန်းပြီးချိန်မှာတော့စမအခရာတွေပေါင်းစည်းသွားပြီးလက်ရကခယူသင်းတဝဲကသားမီးရက်ကိုကင်ထားတဲ့တရားမင်းပုံတူပေါ်ပေါက်လာခဲ့တယ်တရားစမကနေဖြစ်ပေါ်လာတဲ့ပုံတူကအနားရောက်လာတဲ့အတူရတွေကိုသားမီးရက်နဲ့ရိုက်ထုတ်နေခဲ့သလိုအောင်မြတ်တာရဲ့ကိုဘွား108ယောက်ကလည်းအတူရနတ်တွေရှေ့ဆက်မတိုးနိုင်အောင်ဟန်တာပေးနေခဲ့တယ်အဲ့ဒီအချိန်ကောင်းငင်ရံကနေခယူသင်းမှုတ်တန်းအောင်စီအောင်မောင်တီးတန်တို့နဲ့အတူမရေမတွက်နိုင်အောင်များပြတဲ့နတ်စစ်တီတွေဆင်းလာပါတော့တယ်အတူရနတ်တွေလည်းတာဝရင်သာနတ်စစ်တီတို့ရဲ့ကျုံးဝါတန်စစ်ချီတန်တွေကြောင့်ကြောက်ရွံ့ထိတ်လန့်မှုတွေဖြစ်ပေါ်လာပြီးမိမိတို့ဘုံဗိမာန်ရှိရာမဟာသမုဒ္ဒရာအောက်ကိုပြေးဆင်းကုန်ကြတယ်အတူရနတ်တို့ပြေးတာမြင်တော့တာဝရင်သာနတ်စစ်တီတို့လည်းညာတန်ပေးပြီးနောက်ကလိုက်ဖို့အလုပ်ကျဲလောင်တဲ့ခယူသင်းတန်နဲ့အတူအေယာဝန်စင်ကိုစီးထားတဲ့နတ်တို့ဤပြည့်ရှင်တရားမင်းပေါ်လာခဲ့တယ်အလားတူကောင်းငင်ရံမှာသင်္ကန်းကိုညင်ညာစွာဝတ်ယုံထားတဲ့ရဟန်းတော်တစ်ပါးပေါ်လာပြီးအောင်မြတ်တာကိုပြုံးပြီးကြည့်နေခဲ့တယ်တရားမင်းလည်းရဟန်းတော်ကိုမြင်တော့စင်မော်ကနေဆင်းပြီးကြော့လိုက်တဲ့အချိန်
စင်ဦးကင်းမှာတင်ထားတဲ့ဝဲစိန်လက်နက်ကတစ်ဆက်ဆက်လှုပ်ခါလာတာကိုမြင်လိုက်ရတယ်။ဒါကိုမြင်တဲ့ရဟန်းတော်ကတရားမင်းကိုကြည့်ပြီးသူ့ရဲ့အစိတ်ပိုင်းကိုတခါတရားမင်းကိုယ်တိုင်ပြန်လည်တက်ဆင်ပေးလိုက်ပါလို့မိန့်တော်မူခဲ့တယ်။တရားမင်းနဲ့ဆရာတော်စကားကြောင့်ဝဲစိန်လက်နက်ကိုကင်ပြီးမြောက်လိုက်ရာလေစိုးစံတစ်ချက်နဲ့အတူကြောက်ဆွဲအပိုင်းစလေးကအင်ခေါမိုးကိုဖောက်ပြီးပဲ့နေတဲ့နေရာမှာတန်လိုက်ကတ်တယ်လို့ကတ်နေခဲ့တယ်။အဲ့ဒီအချိန်မှာပဲဝရစိန်လက်နက်တစ်ခုလုံးအဖြူအောင်လျက်စီးတွေတလက်လက်ထလာပြီးမွေးချောက်ကြောက်သားအယောင်ကနေဝင်းဤနေတဲ့ရွှေရောင်လက်နက်အဖြစ်ပြောင်းလဲသွားခဲ့တယ်။အဲ့ဒီအချိန်အောင်မြတ်တာဘေးမှာရက်နေတဲ့နတ်စစ်သူကြီးနှစ်ပါးကဖြတ်ခနဲ့ပျောက်ကွယ်သွားပါတော့တယ်။ဆရာတော်ကတော့ပျောက်ကွယ်သွားတဲ့နတ်စစ်သူကြီးနှစ်ပါးကိုကြည့်ပြီးဒကာကြီးနှစ်ယောက်ကနတ်ပြည်ကနေနတ်သက်ကြွေးပြီးလူပြည်မှာညီအကိုတဝမ်းခွဲအဖြစ်ပြန်ဝင်စားလိမ့်မယ်။သူတို့နှစ်ယောက်ရဲ့ကုသိုလ်ကံအတိတ်ကံတွေကြောင့်လူဘဝရောက်တဲ့အခါမှာလဲတာမန်လူတွေအတွက်ထူးခြားတဲ့အမြင်အာရုံတွေရကြပြီးလူသားတွေကိုစွမ်းစွမ်းတမန်ကူညီကြလိမ့်မယ်လို့မိန့်တော်မူခဲ့တယ်။တရားမင်းကလည်းဆရာတော်မိကြားချက်ကိုကြားတော့ကြည်နူးစွာဖြင့်ခြေပမိုးကိုဦးကောင်းတဲ့ထိကပူဇော်ကြော့ပြီးနတ်ပြည်ကိုပြန်လဲကြွသားခဲ့တယ်။တရားမင်းပြန်ကြွသွားတော့ဆရာတော်ကအောင်မြတ်သာမောင်ကောင်းခွန်လာတို့စီကြွလာပြီးအောင်မြတ်သာရဲ့နှစ်ဖူးမှာနဝင်းစမမောင်ကောင်းနဲ့ခွန်လာတို့ရဲ့နှစ်ဖူးမှာလေးလုံးစမတို့ကိုရေးဆွဲချီးမြှင့်ပေးကမဟာမြိုင်တောရှိရာအရက်ကိုကောင်းကင်ခီးဖြစ်ပြန်လဲကြွချီသွားပါတော့တယ်။ဒီအဖြစ်ကိုမြင်တဲ့ဘိုးထွန်းဆန်ကကွန်းကြိုးတက်နေတဲ့သွားတွေပေါ်အောင်ရဲလိုက်ပြီးပြည်တော်ဝင်ခီးတဲ့တွေထဲမှာနဝင်းစမချီးမြှင့်ခံရတာဆိုလို့မင်းမဲ့ရှိသေးရဲ့ကွလို့ဝမ်းသာအားရပြောပါလေရော။အောင်မြတ်တာတို့လည်းဘိုးထွန်းဆန်ကိုကျေးဇူးတင်ကြောင်းပြောပြီးယူထားတဲ့တလုံးနှလုံးကိုပြန်ပေးကစင်တောင်ကနေထွက်လာခဲ့ပါတော့တယ်။အောင်မြတ်တာတို့လည်းစင်တောင်ကိုကြော်လွန်ပြီးချိန်မှာတော့တတိမင်းမျောနေတဲ့အကတို့တားဖာပြန်နိုးလာခဲ့ကြတယ်။နိုးလာတဲ့ချိန်မှာတော့သူတို့ဘေးမှာချွေငွေရတနာတွေအပြည့်ပါတဲ့ယွန်းတစ်တာတစ်လုံးရှိနေပြီးတစ်တာပေါ်မှာတော့ဝရစိန်လက်နက်ပုံစံကိုရေးထွင်းထားတာကိုမြင်လိုက်ရတယ်။တို့ပြင်မဲ့ရွေးထွင်းထားတဲ့ဘဘူးကဝရစိန်လက်နက်ပုံဆိုတာကိုတားဖာနှစ်ယောက်လုံးမသိခဲ့ကြပေ။အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။အောင်မြတ်တာနဲ့မိုးကြိုးလက်နက်တရားဆက်ဆိုတဲ့ဇလန်းလေးကတော့ဒီလောက်ပါပဲခင်ဗျာ။အဆုံးနေနားဆင်ပေးကြတဲ့တဦးတစ်ယောက်ချင်းစီတိုင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းတွေပြည့်စုံကြပါစေလို့ကျွန်တော်ဒီနေရာနေပဲနှုတ်ခွန်းဆက်ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။